ကဲမိတ်ဆွေတို့ရေအခုချိန်မှာကျွန်တော်အနေနဲ့လာပြီးတော့ပြောပြပေးမယ့်အကြောင်းအရာလေးတွေကလူမအမိဆိုတာလိုအပ်ပါတယ်အဲတော့ကျွန်တော်တို့ရသော်ပြန်ကိုမျက်စိတောင်မှာအမိရှိမှပွင့်တယ်ဆိုပြီးတော့လည်းရှေ့ဆိုစကားတွေရှိခဲ့ပါတယ်အဲတော့မိမိတို့ရဲ့နေသားလိုက်မိမိတို့တွေစောင်းရရှောင်းရနေလောက်ကင်တဲ့အခါတွေမှာလည်းကျွန်တော်တို့နေသားလိုက်အဆောင်လေးတွေရှိပါတယ်အဲ့တော့မိမိရဲ့နန်းသူဖះကိုရှ िख ိုးခြင်းအားဖြင့်မိမိတို့ဒီကံကောင်းခြင်းတွေတိုးတက်ခြင်းတွေကြုံတွေ့မယ်ဖုံးကံမြင့်ခြင်းတွေကြုံတွေ့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရှိတော့ပညာရှိဆက်ဆက်ကတော့ကျွန်တော်တို့ကိုပြုလုပ်ပေးခဲ့ပါတယ်အဲ့ဒါဘာလဲဆိုခုနစုဖះရှ िख ိုးလေးပါဒီຢာလေးတွေသိတဲ့လူတွေကတော့မသိသူကြော်သွားသိသူဖော်စားပါဗျာအဲ့တော့မသိတဲ့လူတွေမရှိရအောင်ကျွန်တော်အနေနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တနင်္ဂနွေသားသမီးတွေကတိခိဖះကိုရှ िख ိုးပူဇော်ရမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတိခိဖះရှ िख ိုးရတယ်မှီပြီးတော့မှပွင့်တဲ့အပင်ဟာတရက်ဖြူပင်ဖြစ်ပါတယ်ဗျအဲအကြောင်းလို့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေကအရှိမနမောတတလို့ခံပြီးတော့မှကျွန်တော်တို့တိခိတဘဂဝါတော့အရဟတောတမန်တမ္ဗုဒ္ဓတဆိုပြီးတော့ဖះရှ िख ိုးကိုတက်စီရွတ်ဆိုခြင်းအားဖြင့်ဖုံးကန်နေမြင်လာမယ်ကံနေတင့်လာမယ်အစဉ်ပြေခြင်းအောင်မြင်ခြင်းတွေကြုံတွေ့လာမယ်လို့ကျွန်တော်အနေနဲ့ရဲရဲကြီးအာမခံနိုင်ပါတယ်ခင်ဗျာဒါကတော့ဖေးရကုပေါ့ဗျာဟာလားတခါလေးကြာကျမ်းမာရေးတအားညံ့နေတဲ့လူတွေအိယာထဲမှာလဲနေတဲ့မိတ်ဆွေတွေရှိခဲ့မယ်ဆိုရင်လေဒီဟာကုသိုလ်လဲရဝမ်းလဲဝဆိုတဲ့ဒီရေရာနီးလေးကိုကျွန်တော်အနေနဲ့လာပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဘာပြောရမှာလဲနမောတတတိခိတဘဂဝါတောအရဟတောတမန်တမုဒ္ဒတဒါလေးကိုရွတ်ဆိုရမှာပဲနောက်တစ်ခေါက်ထပ်ရွတ်ပြပေးပါမယ်နမောတတတိခိတဘဂဝါတောအရဟတောတမန်တမုဒ္ဒတဆိုတဲ့ဟာလေးကိုရွတ်ဆိုဖို့ပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဗျာ